ငါရာထီပေါက်ရင်အိမ်အကြီးကြီးတစ်လုံးဝယ်မယ်ကျွန်တော်တို့ဘယ်လိုပြောမလဲ If I won the lottery I would buy a big house တကယ်လက်တွေ့မှာထီပေါက်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ကူးရင်တာအဲ့လို sentence တွေတည်ဆောက်တဲ့အချိန်မှာကျွန်တော်တို့ second condition ဆိုတာသုံးဖို့လိုပါတယ် okay သူ့ရဲ့ပတ်စံကတော့ကျွန်တော်တို့ဒီလိုဖြစ်ပါတယ် if plus past simple and would plus for one ကိုကျွန်တော်တို့သုံးဖို့လိုပါတယ်အခုနောက်စာကြောင်းမှာပြန်ကြည့်မယ်ဆိုရင် if I won win ရဲ့ present ဖြစ်တဲ့ won ကိုသုံးပါတယ် if I won and I would buy would plus for one ကိုသုံးပါတယ် if I won the lottery I would buy a big house ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုကြည့်ကြည့်အောင်ငါသာငှက်လေးတစ်ကောင်ဖြစ်ရင်ကျွန်တော်တို့ဘယ်လိုပြောမလဲ if I was a bird လို့ပြောလို့မရပါဘူးစိတ်ကူးရင်တဲ့အချိန်မှာကျွန်တော်ဘာပြောဖို့လို့လဲ if I were a bird I would fly around the world ငါကဘာတစ်ခွင်ပြန်တန်းလိုက်မယ်ရတော့မယ်လို့တော့မျှော်လင့်ပါတယ် so comment လေးဒီမှာကိုရဲ့စိတ်ကူးရင်တဲ့ sentence လေးတွေမှန်ကြည့်ရအောင်